ကချင်ပြည်နယ်ဖားကတ်မြို့နယ်မှာတသက်ဝီတတိမောင်29ကြိမ်မြောက်ဖားကတ်မြို့နယ်လုံးဆိုင်ရာဝိနီယာနုကဟဆောင်မင်းပွဲကိုအပိုင်း3ပိုင်းခွဲကကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။အဆိုပါအပိုင်း3ပိုင်းနေ့ဖြင့်ပထမနေ့ဒီဇင်ဘာလ2ရက်နေ့တွင်ဖားကတ်မြို့နယ်လုံးဆိုင်ရာဝိနီယာနုကဟဆောင်မင်းပွဲဖွင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ကဒီကနေ့ဒီဇင်ဘာလ4ရက်နေ့မှာအောင်ပွဲအခမ်းအနားနဲ့ဒီဇင်ဘာလ9ရက်နေ့မှာစွန်းစံစိန်လောင်းလူပွဲကိုကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ဝိနီယာနုကဟဆောင်မင်းပွဲကျင်းပရေးကော်မတီမှတာဝန်ရှိသူတို့ကပြောပါတယ်။အခုလိုဖားကတ်မြို့နယ်လုံးဆိုင်ရာဝိနီယာနုကဟဆောင်မင်းပွဲကနှစ်စဉ်ကျင်းပဖြစ်ပါတယ်။ဒီနှစ်မှာတော့29ကြိမ်မြောက်ကျင်းပတာဖြစ်ပါတယ်။ပြီးခဲ့တဲ့နေ့ရက်နေ့မှာတော့ဖွင့်ပွဲကိုစစ်စီကားကားနဲ့ကျင်းပနိုင်ခဲ့တယ်။အခုလပြည့်နေ့မှာတော့အောင်ပွဲပုံစာပြေစုနေတပင်ကိုကျင်းပသွားမှာဖြစ်ပါတယ်။လာမယ့်9ရက်နေ့မနက်မှာတော့စွန်းစံစိန်လောင်းလူပွဲကိုကျင်းပသွားမှာဖြစ်တယ်လို့သူကပြောပါတယ်။အဆိုပါဖားကတ်မြို့နယ်လုံးဆိုင်ရာဝိနီယာနုကဟဆောင်မင်းပွဲမှာအကြီးတန်းအလက်တန်းအငယ်တန်းဝိနီတန်းရှင်ကျေဝေတန်းဓမ္မပဒပါအစဉ်ဒူအစဉ်သာအစဉ်ဟူ၍အတန်း8တန်းခွဲကယဟန်14ပါတာမထေ223ပါတီလောက်ရှင်39ပါလူပုဂ္ဂိုလ်45ဦးစုစုပေါင်းဖြည့်ဆို့သူ322ဦးတို့ဝင်ရောက်ဖြည့်ဆို့ခဲ့ကြတယ်လို့သိရပါတယ်ဒါအပြင်ဒီဇင်ဘာလ9ရက်နေ့မှာဆောင်းပွဲဖြည့်ဆို့ကြတဲ့တန်ဃာတော်များရှင်သာမထေရများတီလောက်ရှင်ဆရာကြီးဆရာလေးများစာမင်းပွဲဖြည့်ဆို့သည့်လူပုဂ္ဂိုလ်များနဲ့ကြီးမှုကျင်းပတဲ့ဆရာတော်ကြီးများအပါအဝင်အလူခံပုဂ္ဂိုလ်ပေါင်း900ကျော်ခန့်လုံခင်းရွာအတွင်းသို့စွန်းဆန်စိန်အလူခံထွက်မီဖြစ်ကြောင်းသိရပါတယ်။